မိသားစုများများနဲ့နေမယ်အခန်းဖွင့်များတာကြိုက်ပါတယ်ဆိုတဲ့အောင်မဟာရဲ့အဝယ်တော်များတက်ကိုဒီနေ့မှာတော့ကျမကလမ်းကောင်းအိမ်ကောင်းရက်ကွက်ကောင်းနဲ့နှစ်ထပ်ခွဲတိုက်ရင်တစ်လုံးနဲ့မိတ်ဆက်ပေးသွားပါမယ်ဖြစ်ပါတယ်အဝယ်တော်များအားလုံးပဲမင်္ဂလာပါရှင်ရွှေပြည်သာမြို့နယ်အမှတ်၈ရက်ကွက်နဝရဈေးကြီးအနီးလမ်းကျယ်ပေါ်မှာတည်ရှိတဲ့နှစ်ထပ်ခွဲအာစီတိုက်ရင်အမျိုးအစားပဲဖြစ်ပါတယ်ဒီအလေးရဆိုလို့ရှိရင်တော့ပေ20-60မြေပေါ်မှာနှစ်ထပ်ခွဲအာစီတိုက်ရဲ့အမျိုးအစားပါဝင်မှာဖြစ်ပြီးတော့အုတ်တိုင်းအပြည့်ပက်လက်ခတ်ပြီးဒီမှာဆိုလို့ရှိရင်ဗလိတ်စူးကျိုးများလည်းအပြည့်တက်ဆင်ထားပေးတာကိုတွေ့ရမှာဖြစ်ပါတယ်ရေနဲ့မီတာနှလုံးအပြင်အင်ဗာတာတိုက်လည်းပါဝင်မှာဖြစ်ပါတယ်။အောက်ထပ်မှာတော့နှစ်ပေပတ်လည်ကြွေပြအပြည့်ခင်းထားပြီးတော့အဲကန်းနဲ့စင်ကယ်ကန်းနှစ်ကန်းထမင်းစားကန်းနဲ့မိဘူးကန်းတို့ပါဝင်မှာဖြစ်ပါတယ်။မိန်းတကားပေါက်နဲ့ပတင်းပေါက်တွေအားလုံးကိုလုံခြုံရေးအတွက်တန်မတ်တကားတွေအစင်သစ်တက်ဆင်ပြီးသားကိုတွေ့မြင်ရမှာဖြစ်ပါတယ်။ထမင်းစားကန်းကိုတီးတန့်ထားရှိပြီးတော့ဒီလိုဘားကောင်တာလှလှလေးလည်းပါဝင်မှာဖြစ်ပါတယ်။ပထမဓာတ်လေးကိုလိုက်ပြီးတော့ကြည့်ပေးပါအောင်ရှင်ပထမဓာတ်မှာတော့ကျန်းကင်းတစ်ခုလုံးကိုကိုရီးယားပါကီအပြည့်ခင်းပေးထားမှာဖြစ်ပြီးတော့အိမ်ရှိအိမ်နောက်ဝရဏနှစ်ခုအေကန်းနဲ့စင်ကယ်ကန်းနှစ်ခန်းမာစတာကန်းတစ်ခန်းပါဝင်မှာပဲဖြစ်ပါတယ်တအိမ်လုံးမှာစင်ကယ်အခန်း၄ခန်းနဲ့မာစတာကန်းကျနှစ်ခန်းစုစုပေါင်းအခန်း6ခန်းပါဝင်မှာဖြစ်ပါတယ်ဒါကတော့ပထမဓာတ်ရဲ့မာစတာအခန်းကျဖြစ်ပါတယ်ပထမဓာတ်မှာတော့ဒီလိုမျိုးလှပကျယ်ဝန်းတဲ့အေကန်းကျပါဝင်မှာဖြစ်ပြီးတော့အေကန်းမဲ33ဖျားကန်းမဲ33အဆင်ပြေစေပါတယ်။ပရင်ပေါက်တွေကလည်းဒီလိုမျိုးအခြေကြီးထားပေးထားတဲ့အတွက်အလင်းရောင်နဲ့လေဝင်လေထွက်ကတော့ကောင်းစွာရရှိမှာဖြစ်ပါတယ်။ဒါလေးကတော့ပထမဓာတ်ရဲ့ချစ်စရာကောင်းတဲ့အင်ရှိဝရဏလေးပဲဖြစ်ပါတယ်။လမ်းမကျယ်ပေါ်မှာတည်ရှိပြီးတော့အိတ်ခမ်းဖွဲ့များများပါတဲ့အိမ်လေးကိုအောင်မဟာရဲ့အဝယ်တော်များကိုလာရောက်ကြည့်ရှုစေချင်ပါတယ်။ဒါလေးကတော့အိမ်နောက်ဖက်ဝရဏလေးပဲဖြစ်ပါတယ်။အပေါ်ဆုံးတစ်ထပ်ကျန်နေသေးလို့လိုက်ကြည့်ပေးပါဦးနော်။အပေါ်ဆုံးထပ်မှာတော့မာစတာခန်းကျယ်ကြီးတစ်ခန်းနဲ့ဝရဏအကျယ်တစ်ခုပါဝင်မှာပဲဖြစ်ပါတယ်။မိသားစုများများနဲ့နေမယ်အိတ်ခမ်းဖွဲ့များများပါတာကြိုက်ပါတယ်ဆိုတော့အောင်မရဲ့အဝယ်တော်များကိုဒီအိမ်လေးကိုလာကြည့်ဖြစ်အောင်ကြည့်ပေးဖို့ဖိတ်ခေါ်ပေးပါရစေ။ဒီအိမ်လေးကဆိုရင်တော့ပေ20-60 260ခရမ်းမြေပေါ်မှာစောက်လုပ်ထားပြီးတော့အယောင်းတန်ဖို့ကျပ်သိန်း9900မှာပိုင်ရှင်ကိုယ်တိုင်ညှိနှိုင်းစည်းနဲ့ရောင်းချပေးသွားမှာပဲဖြစ်ပါတယ်။စိတ်ဝင်စားတဲ့အောင်မရဲ့အဝယ်တော်များလာကြည့်ပေးဖို့ဖိတ်ခေါ်ရင်းနဲ့ဒီနေ့ဘလော့လေးကနေပြီးတော့နှုတ်ဆက်လိုက်ပါတယ်။